အားလုံးပဲမင်္ဂလာပါဗျဖိုးဖိုးတေးမြန်မာ YouTube Channel ကနေကြိုဆိုပါရစေဇွန်လ29ရက်နေ့မနက်တနာရီခွဲမှာကစားမဲ့ကမ္ဘာဖလားပွဲ Group I ရဲ့နောက်ဆုံးပွဲစဉ်ပထမဆုံးပွဲအဖြစ်နော်ဝေးနဲ့ပြင်သစ်တို့ပွဲစဉ်ကိုခံမှန်းပေးသွားမှာဖြစ်ပါတယ်အာရှကြီးဖွင့်လှစ်မှုကတော့ပြင်သစ်ကနေဘော်ဒီတလုံးတရီနဲ့နှစ်သိန်းပေါင်းသွင်းကို3လုံး20ရှုံးဆိုပြီးတော့ဖွင့်လှစ်ထားပါတယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာကိုပို့သွားမယ်လို့ခံမှန်းပေးကြပါတယ်မနက်တနာရီခွဲမှာနောက်ထပ်ကစားမဲ့ကမ္ဘာဖလားပွဲ Group I ရဲ့နောက်ဆုံးပွဲစဉ်အဖြစ်စီနီဂိုနဲ့အီရတ်တို့ပွဲတွေကိုခံမှန်းပေးသွားမှာဖြစ်ပါတယ်။အာရှကြီးဖွင့်လှစ်မှုကတော့စီနီဂိုကရင်ဘော်ဒီကိုနှလုံးတဝက်နိုင်နဲ့နှစ်သိန်းပေါင်းသွင်းကို3လုံး15ရှုံးဆိုပြီးတော့ဖွင့်လှစ်ထားပါတယ်။ကျွန်တော်ကတော့ဒီပွဲစဉ်မှာကိုအောက်ကိုခံမှန်းပေးချင်ပါတယ်။ဘရာသာတို့ရဲ့ခံမှန်းရလက်ကိုလည်းကိုမှန်မှမှန်သွားလို့ရပါတယ်ည။နောက်ထပ်ပွဲစဉ်အဖြစ်မနက်6နာရီခွဲမှာကစားမဲ့ကမ္ဘာဖလားပွဲ Group A ရဲ့နောက်ဆုံးပွဲစဉ်ပထမဆုံးပွဲအဖြစ်ကိတ်ပါရီနဲ့ဆိုဒီရိုးပွဲစဉ်ကိုခံမှန်းပေးသွားမှာဖြစ်ပါတယ်။အာရှကြီးဖွင့်လှစ်မှုကတော့ဘော်ဒီကိုဒေးပေးထားပြီးနှစ်သိန်းပေါင်းသွင်းကိုနှလုံးတဝက်ရှုံးဆိုပြီးတော့ဖွင့်လှစ်ထားပါတယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာကိုအောင်နဲ့ပွဲပြီးသွားမယ်လို့ခံမှန်းပေးကြပါတယ်နောက်ပွဲစဉ်မနက်6နာရီခွဲမှာကစားမဲ့ကမ္ဘာဖလားပွဲ Group A ရဲ့နောက်ဆုံးပွဲစဉ်အဖြစ်ဥရုဂွေနဲ့စပိန်တို့ပွဲစဉ်ကိုခံမှန်းပေးသွားမှာဖြစ်ပါတယ်အာရှကြီးဖွင့်လှစ်မှုကတော့စပိန်ကရင်ဘော်ဒီကိုတလုံးတရီနဲ့နှစ်သိန်းပေါင်းသွင်းကိုနှလုံး60အရှုံးဆိုပြီးတော့ဖွင့်လှစ်ထားပါတယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာကိုအောင်သွားမယ်လို့ခံမှန်းပေးကြပါတယ်ဘရာသာတို့ရဲ့ခံမှန်းရလက်ကိုကွန်မန့်မှာမှန်သွားကြလို့ရပါတယ်ဗျနောက်ထပ်ပွဲစဉ်ဖြစ်မနက်9နာရီခွဲမှာကစားမဲ့ကမ္ဘာဖလားပွဲရဲ့ Group G ရဲ့နောက်ဆုံးပွဲစဉ်ပထမဆုံးပွဲဖြစ်အီဂျစ်နဲ့အီရန်တို့ပွဲစဉ်ကိုခံမှန်းပေးသွားမှာဖြစ်ပါတယ်။အာရှကြီးဖွင့်လှစ်မှုကတော့အီဂျစ်ကဘော်ဒီကိုတရီ35အရှုံးပေးထားပြီးနှစ်သိန်းပေါင်းသွင်းကိုနှလုံးရရင်25ပျော်ရွှင်မှုဆိုပြီးတော့ဖွင့်လှစ်ထားပါတယ်။ကျွန်တော်ကတော့ဒီပွဲမှာအီဂျစ်ခံနိုင်သွားမယ်လို့ခံမှန်းပေးချင်ပါတယ်။နောက်ပွဲစဉ်မနက်9နာရီခွဲမှာကစားမဲ့ကမ္ဘာဖလားပွဲ Group G ရဲ့နောက်ဆုံးပွဲစဉ်အဖြစ်နယူးဇီလန်နဲ့ဘယ်ဂျီယံတို့ပွဲစဉ်ကိုခံမှန်းပေးသွားမှာဖြစ်ပါတယ်။အာရှကြီးဖွင့်လှစ်မှုကတော့ဘယ်ဂျီယံကရင်ဘော်ဒီကိုနှလုံးတဝက်ရှုံးနဲ့နှစ်သိန်းပေါင်းသွင်းကို3လုံးရှုံးဆိုပြီးတော့ဖွင့်လှစ်ထားပါတယ်။ကျွန်တော်ကဒီပွဲစဉ်မှာကိုပေါ်နဲ့ပွဲပြီးသွားမယ်လို့ခံမှန်းပေးချင်ပါတယ်။အချိန်နဲ့အမျှအကြီးအပြောင်းလေးရှိနေပါတယ်ခင်ဗျ။ဘရာသာတို့ရဲ့ခံမှန်းရလက်ကိုကွန်မန့်မှာမှန်သွားကြလို့ရပါတယ်။အကယ်၍ကျွန်တော်ခံမှန်းထားတာကိုသဘောကျသိနေတဲ့ရင်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပြီးတော့အားပေးလို့ရပါတယ်။နောက်ထပ်ပွဲစဉ်တွေမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲဘိုင်ဘိုင်ပါခင်ဗျ။